အားလုံးမင်္ဂလာပါ MM Viral News and Knowledge ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ B2 Spirit ကိုပြောက်ပေါင်းကျဲလေရင်အကြောင်းနဲ့ GBU 57အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမအစောအနေနဲ့ B2 Spirit ရဲ့ design ဖြစ်တည်လာပုံအတူချုံလေးကိုကျွန်တော်ပြောပြလိုပါတယ် B2 Spirit ကိုပြောက်ပေါင်းကျဲလေရင်ကတော့သူတို့နိုင်ငံရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့သိန်းနဲ့ပုံစံယူပြီးတော့တည်ဆောက်ထားတဲ့လေယာဉ် design ပဲဖြစ်ပါတယ်ဒီလေယာဉ် design အကြောင်းကိုတော့နောက်ဗီဒီယိုတစ်ခုမှာကျွန်တော်လုပ်ပေးသွားပါမယ်ခုတော့ဒီ B2 Spirit ကိုပြောက်ပေါင်းကျဲလေယာဉ်နဲ့ GBU ရဲ့အကြောင်းကိုအဓိကတင်ဆက်ပေးလိုတာပဲဖြစ်ပါတယ် B2 Spirit ကို Northrop Grumman ကထုတ်လုပ်ထားပြီးတော့ American လေတပ်ရဲ့အမြင့်ဆုံးဗျူဟာမြောက်စစ်လက်နက်တွေကတစ်ခုပဲဖြစ်ပါတယ်သူရဲ့အဓိကထူးခြားချက်တွေကတော့ကိုပြောက်နေပညာ Stealth Technology B2 ရဲ့ design ကပြန်တန်းနေတဲ့တောင်ပန် flying wing ပုံစံဖြစ်ပြီးတော့ radar line တွေကိုစုပ်ယူနိုင်တဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားပါတယ်။ဒါအပြင်သူ့ရဲ့ချောမွေ့တဲ့မျက်နှာသွင်းပြင်တွေကြောင့် radar စနစ်တွေကနေရှာဖွေတွေ့ရှိဖို့အလွန်ခဲယဉ်ပါတယ်။ဒါကြောင့်မလို့ရန်သူရဲ့အစစ်မြင့်လေကြောင်းကာကွယ်ရေးစနစ်တွေကိုပေါ့ထူးဖောက်ဝင်ရောက်နိုင်စွမ်းရှိခဲ့တာပါ။စွမ်းဆောင်ရည်လုပ်ငန်းတာဝန်ဖြစ်တဲ့ nuclear ရောတမာယိုးကျလက်နက်တွေကိုပါပစ်ချနိုင်တဲ့ဘုံကျဲလေယာဉ်ဖြစ်ပါတယ်။ပြန်တန်းနိုင်တဲ့အမြင့်ပေ9000မီတာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့15940မီတာအထိပြန်တန်းပြီးတော့တိုက်ခိုက်ရေးမစ်ရှင်တွေကိုဆောင်ရွက်နိုင်ပါတယ်။ပြန်တန်းနိုင်တဲ့အကွာဝေးလောင်စာစီမဖြစ်ပဲနဲ့ရေမိုင်6000ကီလိုမီတာနဲ့ပြောမယ်ဆိုလို့ရှိရင်11100ကျော်ပြန်တန်းနိုင်ပြီးလေထဲမှာလောင်စာတကာဖြစ်ယုံနဲ့မိုင်ပေါင်း1000ကီလိုမီတာ18500ကျော်အထိပြန်တန်းနိုင်ပါတယ်။ဒါကြောင့်မလို့ကပ္ပနေရာတိုင်းကိုနိုင်အနည်းငယ်တွင်းမှာရောက်ရှိနိုင်စွမ်းရှိပါတယ်။လက်နက်တည်ဆောင်နိုင်မှုပေါင်း4000ကီလိုဂရမ်အနေနဲ့18000အထိတင်ဆောင်နိုင်ပါတယ်ဒါပေမဲ့ GBU 57လို့ပုံအကြီးစားတွေကိုတင်ဆောင်တဲ့အခါမှာတော့နှလုံးအထိသာတင်ဆောင်နိုင်ပြီးစုစုပေါင်းပေါင်း6000ကီလိုဂရမ်နဲ့ပြောမယ်ဆိုလို့ရှိရင်29200အထိရှိနိုင်ပါတယ်ဈေးနှုန်းတန်ဖိုးဒီ B2 Spirit ဈေးကိုဒေါ်လာ2ဘီလီယံကျော်ကုန်ကျတဲ့ကမ္ဘာဈေးအကြီးဆုံးလေယာဉ်တွေကတစ်ခုဖြစ်ပါတယ်အသုံးပြုမှုမတန်းမှာတော့B2 ဟာ1999ခုနှစ်ကူဆိုဗိုစစ်ပွဲနောက်တစ်ခုက2000ခုနှစ်အာဖဂန်နစ္စတန်စစ်ပွဲနောက်တစ်ခုက2003ခုနှစ်အီရတ်စစ်ပွဲတွေမှာစစ်စင်ရေးတွေလှုပ်ဆောင်ခဲ့ပြီးတော့မကြာသေးမီရပိုင်အတွင်းကမှအီရန်နျူကလ িয়ার နေရာတွေကိုတိုက်ခိုက်ရမှာလည်းအသုံးပြုခဲ့ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့ B2 Spirit Steel Bomber ကိုပြောက်ဘုံကျဲလေရင်အကြောင်းကျင်းချုံကိုသိရှိနားလည်ကြပြီလို့ကျွန်တော်ပြောလင်းပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် GBU 57လို့ခေါ်တဲ့ Massive Audience Penetrator MOB ဘုံအကြောင်းကိုဆက်လက်ပြီးတော့ပြောပြသွားပါမယ် GBU 57 MOB ဆိုတာကလေယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Boeing Company ကနေပြီးတော့ American လေတပ်အတွက်အထူးထုတ်လုပ်ထားတဲ့တိကျမှုမြင့်မားတဲ့မီအောက်ခံတိုက်ဖြတ်ဘုံ Bunker Buster Bomb တစ်မျိုးဖြစ်ပါတယ်သူရဲ့အဓိကစွမ်းဆောင်ရည်တွေကတော့အလေးချိန်အရွယ်စားပေါင်3000ခန့်အလေးချိန်ရှိပြီးတော့အရှည် 20.5 ပေမီတာနဲ့ဆိုလို့ရှိရင်တော့ 6.2 မီတာရှိပါဒီဇိုင်းနဲ့ပြစ်မှတ်ထွင်းဖောက်နိုင်မှုမီအောက်အနဲ့မှာမြုပ်ထားတဲ့ဒါမှမဟုတ်အလွန်ခိုင်ခန့်အောင်တိဆောက်ထားတဲ့ကတုတ်ချင်းတွေဥမီလှိုင်ကောင်းတွေနဲ့နျူကလ িয়ার စက်ရုံတွေလိုပြစ်မှတ်တွေကိုဖျက်ဆီးဖို့အထူးဒီဇိုင်းထုတ်လုပ်ထားပါတယ်ဘုံရဲ့ခေါင်းပိုင်းကိုတာမဏိတတုဆက်နဲ့ပြုတ်လုပ်ထားပြီးတော့အလွန်မာကျောပါတယ်သူရဲ့ကြီးမားတဲ့အလေးချိန်နဲ့ရွှေ့လျအားကိုအသုံးပြုပြီးတော့ပောက်ကွဲခြင်းမပြုတ်မီမီအောက်ပေနေရာမီတာနဲ့ဆိုလို့ရှိရင်60မီတာအထိဒါမှမဟုတ်ကွန်ကရစ်နဲ့တီဆောက်ထားတဲ့ကွန်ကရစ်သားဆိုလို့ရှိရင်ပေ60 18မီတာအထိထူးဖောက်ဝင်ရောက်နိုင်တယ်လို့ဆိုပါတယ်ဘုံကူတလုံးပြီးတလုံးကျဲချနိုင်ပြီးတော့ပောက်ကွဲမှုတိုင်းမှာမီအောက်ကိုပူမှုနဲ့ရှိုင်းအောင်ထူးဖောက်သွားနိုင်ပါတယ်လာညွတ်မှုစနစ်ကတော့ GPS Global Positioning System နဲ့ INS လို့ခေါ်တဲ့ Inertial Navigative System ပေါင်းစပ်ထားတဲ့လာညွတ်မှုစနစ်ပါဝင်တာကြောင့်ပြစ်မှတ်ကိုတိကျမှန်ကန်စွာထိမှန်နိုင်ပါတယ်ဒါမဲ့ version တွေမှာမြေအောက်ဖွဲ့စည်းပုံကိုအာရုံခံပြီးတော့အကောင်းဆုံးအချိန်မှာပောက်ကွဲစေမဲ့ Smart Fuse စနစ်လည်းပါဝင်ထားပါတယ်တင်ဆောင်နိုင်တဲ့လေယာဉ်ဒီဘုံကိုတင်ဆောင်နိုင်တဲ့လေယာဉ်ဆိုလို့ရှိရင် GBU 57ရဲ့ကြီးမားတဲ့အရွယ်အစားနဲ့အလေးချိန်ကြောင့်လက်ရှိမှာ B2 Spirit Steel Bomber ကိုပြောက်လေယာဉ်တစ်မျိုးကသာတင်ဆောင်နိုင်ပါတယ် B2 တစ်စင်းက GBU 57ဘုံနှလုံးအထိသာတင်ဆောင်နိုင်ပါတယ်အသုံးပြုမှုမတန်းဒီဘုံကိုအသုံးပြုခဲ့တဲ့မတန်းတွေကတော့GBU 57ကို2009ခုနှစ်မှာစတင်စမ်းတက်ခဲ့ပြီးမဲ့စစ်ပွဲမှာပထမဆုံးအကြိမ်ဖြစ်2025ဇွန်လ22ရက်နေ့အီရန်နျူကလ িয়ার နေရာတွေကိုတိုက်ခိုက်ရမှာအသုံးပြုခဲ့တယ်လို့သတင်းများစွာမှာထွက်ပေါ်လာနေပါတယ်။နောက်ဆုံးခေါင်းစဉ်သေးအနေနဲ့ပေါင်းဆက်အသုံးပြုမှုရဲ့အ
အရေးပါပုံ B2 Spirit ရဲ့ကိုပြောက်စွမ်းရည်က GBU 57လို့ဘုံကြီးတွေကိုရန်သူရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုရှောင်ကွင်းပြီးတော့ပြစ်မှတ်စီတိတ်တဆိတ်ရောက်ရှိစေဖို့အရေးကြီးပါတယ်ဒါကမြေအောက်နဲ့မှာခိုင်မာစွာတိစောက်ထားတဲ့ nuclear စက်ရုံလိုအစစ်မြင့်ပြစ်မှတ်တွေကိုတိုက်ခိုက်ရမှာဒီလက်နက်စနစ်တစ်ခုရဲ့ပေါင်းစပ်မှုကအမေရိကန်စစ်တပ်အတွက်အလွန်အရေးပါပြီးထိရောက်တဲ့စွမ်းရည်တစ်ခုဖြစ်လာစေပါတယ် B2 Spirit နဲ့ GBU 57တို့ဟာအမေရိကန်ရဲ့အထိရောက်ဆုံးနဲ့အစွမ်းထက်ဆုံးတမာယူကြလက်နက်စနစ်တွေထဲမှာပါဝင်ပြီးတော့ရန်သူရဲ့ပြင်းထန်ဆုံးကာကွယ်ရေးစနစ်တွေကိုတော့ဖောက်ထွင်းနိုင်စွမ်းရှိပါတယ်ဒီလိုအကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ဗီဒီယိုလေးတွေကို like and share လုပ်ပေးထားဖို့တောင်းဆိုပါရစေဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ